ဘာဖြစ်သွားလဲရှုံးကိုဖုန်းဆက်ရတော့မယ်ဟယ်လိုဟုတ်ကဲ့မဟာနဲ့ Wi-Fi ရလားရှင်ဟုတ်ကဲ့မင်္ဂလာပါမဟာနဲ့ Wi-Fi ပါရှင်မတို့အိမ်ကမဟာနဲ့ Wi-Fi တွေနီးနေသွားလို့ ဟုတ်ကဲ့ ID နံပါတ်လေးပြောပြပေးပါအောင်နော် ID က 01BD 13လုံးရှင်ဟုတ်ကဲ့ပါရှင်အခုလိုဆက်သွယ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်မဟာနဲ့ကနေပြီးတော့ပြုပြင်ရေးအဖွဲ့ကိုပေါ့နော်အញ្ញံဆုံးလုပ်ပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါမိုင်းရတယ်ဘာမှသုံးလို့မရတော့လေအမေခိုင်းထားတဲ့အမိုက်လေးပတ်ပြက်လာအောင်မယ်အမိုက်ကပြန်လာနေမှာဟယ်လိုမငါတို့တောင်ကုန်မြို့နယ်အတွက် mission တစ်ခုပေါ်လာပြီကျွန်တော် ID ပြောပြတယ် ID က300BD 13လုံး customer ရဲ့မီးနေနေရလို့ပြောရဲအဲအမြန်ဆုံးတော့ရောက်ပြင်ပေးလိုက်နော်ဟုတ်ပြီကျွန်တော်ခုသွားလိုက်မယ်နော်တော်ဝချင်းတယ်ပဲတော့မရှိသေးတဲ့ဟာကိုမင်္ဂလာပါညီမကိုမဟာနဲ့ Wi-Fi ပါ14လာပြင်ပြရပါဗျ Wi-Fi ဆက်ကအဲကိုင်းနဲ့မှာရှင်နော်ဟုတ်အခုတော့ဘယ်သွားကြမလို့လဲ Wi-Fi ပြလို့မပြီးသေးဘူးမဟုတ်ဘူးလားညီမအကောင်လုံးအထဲမှာပြီးသွားပြီနော်သွားကြည့်လားအကောင်သွားကြရရှိတယ်နော်ငါလည်းလိုင်းရပြီဆိုတော့ဖုန်းသွားကြည့်လာမယ်။ဒီထွေးပြူမှာလင်းမြန်တက်လက်မဟာနဲ့